မွေးပြီယောက်ျားလေးတော့ယောက်ျားလေး 哟，这样大理讲嘛，讲来，叫没毛。 ပြောရမှာလဲအားနာတယ်ဟဲ့ခလေးကလားမစီပဲမွေးတော့နည်းနည်းလေးတော့သေးနေတယ်ဟဲ့နင်တို့ကျမရေးဌာနကိုသွားပြီးကျမရေးဆောက်ရှောက်မှုကိုခံယူအကောင်းဆုံးပဲဟဲ့ပြောနေကြတယ်ရော့နိခလေးကိုခဏခေါ်လာငါလိုအပ်တာလေးသွားယူလိုက်အောင်မယ် OK OK နော်မြန်မြန်လေးလောက်ပါနော် အေးပါဟဲ့ မိမအရင်ကနော်မိမအတင်းတာနော်မတားလေးကိုကြည့်ပါဦးချစ်စရာလေးမကြခင်ကျမ်းမာရေးဌာနရောက်တော့နော်အတင်းတာဆရာကျွန်တော်တားလေးကိုကယ်ပါအောင်ဆရာ ဘလို့ဖြစ်တာ ကလေးကလမ်းမရှိပဲမွေးလာတာပါဆရာ အဲ့ဆိုကလေးတို့လိုအပ်တာတွေစောင့်ရေးကြီးတာဆင်မကလေးနဲ့မိခင်ကျမကြီးဆောက်ရှောက်မှုတော့ကလေးဖြစ်လေစိတ်ရေးထားပါ ဟုတ်ကဲ့ဗျာ တကယ်ကတော့ကိုဝင်ဆောင်နေတဲ့ကာလအတွင်းမှာကိုဝင်ဆောက်ရှောက်မှုပုံမှန်ခံယူပြီးတော့ကိုယ့်ရဲ့ကလေးဟာပုံမှန်ကြီးထွားမှုရှိလားဒါမှမဟုတ်ရင်အချိန်မတိုင်ခင်စောမွေးမဲ့လက္ခဏာအနေအထားရှိလားဆိုတာကိုကအမြဲတမ်းဂိမ်းဆိုင်နေရမယ်ဗျာတကယ်လို့လားမစီပဲနဲ့မွေးလာခဲ့မယ်ဆိုရင်အဲ့ဒီကလေးလေးတွေကိုကုန်ကြစိတ်နဲပြီးတော့တကယ်ထိရောက်တဲ့ဆောင်ရွက်မှုတွေပြုစုစောင့်ရှောက်မှုတွေနဲ့ကျွန်တော်တို့ကကယ်တင်ပေးနိုင်တယ် ဆရာအဲ့ဒါဘာလဲဆရာ မွေးကင်းစကလေးအခြေခံပြုစုစောင့်ရှောက်မှုလို့ခေါ်ပါတယ်အခုဆိုရင်သားလေးကိုကျန်းမာရေးစစ်ဆေးပေးတာတို့ယောဂဘုံမွေအောင်ကာကွယ်ပေးတာတို့ကျွန်တော်ဆောင်ရွက်ပေးနေပါတယ်ကလေးကမိခင်တို့ကောင်းကောင်းမစိုးနိုင်ဘူးဆိုတော့မိခင်တို့ညှစ်ထုတ်ပြီးတော့ဇွန်းနဲ့တိုက်တာတို့လည်းစနစ်တကျလုပ်တက်အောင်တင် जा ပြသပေးပါတယ်အခုသားလေးကလာမစေးတဲ့အပြင်ကိုလေးချိန်ကလည်းနဲနေတာဆိုတော့ကန်ဂရူမာသာခဲလို့ခေါ်တဲ့တနေ့ကိုအနည်းဆုံး8နာရီလောက်သားပိုက်ကမိခင်လိုမျိုးအသားချင်းထိကပ်ပြီးတော့ခြိဖို့စောက်ရှောက်တာကိုလုပ်ရမှာပါဗျာ ဟိုဒါဆိုဆရာဟိုအမေကအရေးကြီးဆုံးပေါ့နော်ဆရာ မိခင်တူတဲ့တော့မဟုတ်ဗျာအဖေအပါဝင်တခြားမိသားစုဝင်တွေကလည်းကလေးပြုစုစောင့်ရှောက်ဖို့တာဝန်ယူတာတို့မိခင်လုပ်ရမယ့်အခြားအိမ်မှုကိစ္စတွေကိုကူလုပ်ပေးတာတို့နောက်ပြီးတော့ဗျာစိတ်သက်ခွန်အားပေးတာတို့တွေကလည်းကလေးကျန်းမာရေးနဲ့ပတ်သက်တဲ့ရလဒ်တွေမဟုတ်ဘဲနဲ့မိခင်ရဲ့စိတ်ကျန်းမာရေးကိုပါပတ်မိုးရရောက်ပါတယ်ဗျာ ဟိုဆရာအဲ့ဆိုကျွန်တော်သားလေးမှာနောက်ဆက်တွဲဘာဖြစ်လာနိုင်လဲ ကလေးမှာအသက်ရှူရခတ်တာတို့အသားဝါတာတို့ကိုပူတာတို့ခြေပြားလက်ပြားအေးတာတို့စတဲ့ပြဿနာတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်ခုနပြောတဲ့ခြေခံပြုစုစောင့်ရှောက်မှုနဲ့တော့မလုံလောက်တော့ဘူးဗျာအဲ့လိုဖြစ်လာခဲ့မယ်ဆိုရင်စေယုံစေကန်းတွေမှာရှိတဲ့မွေးကင်းစားကလေးဆရာဝန်တွေကလေးအထုခုဆရာဝန်တွေနဲ့ပြသပြီးတော့စောင့်ရှောက်မှုကိုခံယူသင့်ပါတယ်ကျန်းမာရေးပညာရှင်တွေရဲ့အည်သွေးပြည့်ဝတဲ့စောင့်ရှောက်မှုတွေမိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုတွေနဲ့အတူသူတို့လေးတွေရဲ့တောက်ပခိုင်ပါတဲ့အနာဂတ်ပိုင်ဆိုင်မှုတွေရအောင်ကိုကြီးပံ့ပိုးပေးနိုင်ပါတယ် ဟုတ်ကဲ့ပါဆရာဟိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာလည်းကျွန်တော်သားလေးလိုမျိုးလားမစေပဲမွေးဖွားလာတဲ့မိဘတွေရှိလို့ရှိရင်ဆရာအခုပြောတဲ့ကျမ်းမာရေးအသီးလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးပါမယ်ဆရာ ခုဆိုရင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရတယ်2025ခုနှစ်ကနေစပြီးတော့နှစ်စဉ်နိုဝင်ဘာလ18ရက်နေ့ကိုလာမစစ်ကလေးများနေ့ဆိုပြီးတော့သတ်မှတ်ထားပြီကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်တာကတော့လာမစစ်ကလေးတွေအသက်ရှင်တန်ရေးနဲ့တောက်ပလာမဲ့သူတို့ရဲ့အနာဂတ်တွေဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင်တော့လိုအပ်တဲ့ပတ်မှုဆောက်ရှောက်မှုတွေနဲ့တေချာဆောင်ရွက်ပေးဖို့တိုက်တွန်းနှိုးဆော်ချင်ပါတယ်ဗျာအခုကလေးကလည်းလိုအပ်တဲ့ပြုစုကုသမှုတွေခံယူနေပြီဆိုတော့ကလေးဖေးလည်းအေးစင်လာလိုက်ပါဦး ဟုတ်ကဲ့ပါဗျာဟိုဆရာတို့ဆရာမတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ပြီကျေးဇူးတင်ပါတယ် လာမစစ်မွေးကလေးများအနာဂတ်တောက်ပရေးစောစီတီရောက်စွာစောင့်ရှောက်ပေး